အောင်မြင်ပါစေအများကြီးရောက်ပါစေဒီနေ့ဒီကြောင်းမြတ်ပြပွဲမှာတော့ဒီမြန်မာ integrated jams option ဆိုပြီးတော့ကြောင်းမြတ်လေလံပွဲထည့်သွင်းကျင်းပထားပါတယ်ခင်ဗျာဒီကြောင်းမြတ်လေလံပွဲနဲ့ပတ်သက်ပြီးတော့ရန်ကုန်တိုင်းကြောင်းမြတ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌကိုအောင်ကျော်စင်နဲ့ကျွန်တော်မေးမြန်းတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာLet's go. I wake up to a little bit of drool on my pillow, feel like it's gonna be a bad day. ကိုရန်ကုန်ကျောင်းမြတ်လုပ်ငန်းရှင်အတင်းမှာကိုယ့်ရဲ့တောင်းယူထားတဲ့အပိုင်းလေးကိုပြောပြပေးပါခင်ဗျာကျွန်တော်တို့ဒီရန်ကုန်တိုင်းကျောင်းမြတ်လုပ်ငန်းရှင်အတင်းရဲ့တတိယအမှုမှာတက်တမ်းဥပဒေတောင်းယူထားတာဆောင်းနေမှာကိုအောင်ပြောပါဟုတ်ကဲ့ပါဒီကျောင်းမြတ်နာပြပွဲမှာကို option ကိုထည့်သွင်းကျင်းပထားတယ်လို့သိရပါတယ်ခင်ဗျာ option ကိုဘယ်လိုမျိုးပုံစံမျိုးတွေနဲ့ရောင်းချနေပါလဲခင်ဗျာကျွန်တော်ရန်ကုန်တိုင်းကျောင်းမြတ်အတင်းကို YGG ကကျောင်းမြတ်နာပြပွဲကိုဒီနေ့နဲ့ဆို9ချိန်စစ်စမတ်ချိန်ရောက်ကျင်းပခြင်းဖြစ်တယ်ဟုတ်ကဲ့ကျင်းပတဲ့အချိန်မှာကျွန်တော်တို့ကကျင်းပတိုင်းမှာကျောင်းမြတ်လီလံဆိုတော့ကျွန်တော်ထည့်ပြီးကျင်းပတဲ့အရှိမှာတော့ကျွန်တော်တို့ကရန်ကုန် Jam Ocean ဆိုပြီးတော့ကျွန်တော်တို့ကကျင်းပခဲ့တာပေါ့နော်အဲ့မှာတော့ကျွန်တော်တို့ Deep Ocean ကို Deep မျိုးကို Deep ဒီလံရှင်းနေတာတွားခဲ့တာပေါ့နော်ဒီနေ့မှာတော့ကျွန်တော်တို့ကဒီ Ocean Committee ရဲ့ name ကိုကျွန်တော်တို့ကမြန်မာ Integrated Jam Ocean ဆိုပြီးတော့ Integrated လုပ်လိုက်တဲ့ဒီရကတော့ကာမန်ဒီလံမျိုးမဟုတ်တဲ့ International standard တစ်ခုကိုကျွန်တော်And I ain't gonna lie to you, I'm a bit nervous that I might screw everything up that I've ever done. But what's the point of living if you ain't having fun? ကျွန်တော်တို့ရဲ့ဒီ I guess I'm trying this, try that. My wrist gotta find what I'm ကျွန်တော်တို့ကျောင်းရဲ့ trick ဈေးကွက်ကိုရန်မှုမှုရှိတယ်reference industry တို့ဒီနုံးနေတာဒီနုံးလေးနေတာဒါတွေဈေးကွက်ရဲ့ reference impact ဒီနုံးနေခင်မန်းတွေကိုဟိုတော့ပေါ်ညီညွတ်ကိန်းတစ်ခုကိုပွဲပြီးတိုင်းမှာဒီ result တွေကနှုတ်ဆိုဖြစ်တာတနည်းအားဖြင့်ဒါအကြောင်းရဲ့ဈေးကွက်ကိုအပြောင်းလဲဖြစ်စေတဲ့ဈေးကွက်ရက်ဝင်မှုဆိုလို့ရတယ်ကျွန်တော်ပြောချင်တာ commercial trade တဲ့ဆိုင်ဒီ collateral gems great ကိုပြောတာပါเนาะအဲ့တော့ညီညွတ်စေဖြစ်ပေါ်လာတဲ့ညီညွတ်ကိန်းတွေကဒီ ocean result တွေကနေတစ်ဆင့်develop ဖြစ်လာတယ်လို့ပဲပြောမှာပေါ့အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကျောင်းမြတ်အယောင်းဝယ်ကျောင်းမြတ် trade တွေမှာဆို ocean တွေအရေးပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒါကိုကျွန်တော်တို့ရန်ကုန်တိုင်း data ကျောင်းမြတ်လုပ်ငန်းရှင်များအတင်းအားလဲဒါကိုနားလဲတယ်လက်ခံတယ်ကျင့်သုံးတယ်အဲ့ဒီအတွက်လည်းကျွန်တော်တို့က၄ချိန်မြောက်အထိကိုဟိုရန်ကုန် Jam Ocean ဆိုပြီးတွားခဲ့တာကိုဒီခဏပြောတဲ့ international standard တစ်ခုရအောင်နော် integrated လုပ်လိုက်တော့အဲ့ဒီအတွက်လည်းကျွန်တော်တို့ကမြန်မာ integrated Jam Ocean ဆိုပြီးပြောင်းလဲအမည်ပေးဖွဲ့စည်းတယ်ပြီးအတူကောင်းအနေနဲ့ဒီနေ့မိခါဆိုပြီးကျွန်တော်တို့ကဒါပြောင်းလဲဖွဲ့စည်းထားတာဖြစ်တယ်ရှိ၄ချိန်မြောက်ထီကိုစီးဘစ်အနေနဲ့တွားခဲ့တယ်ဒီနေ့မှာတော့ကျွန်တော်တို့ကဒီ live competitive bidding စနစ်ကိုထည့်ပြန်တာကျွန်တော်ဒီနေ့မှာလည်းစီးဘစ်က lot ပေါင်း100ပါမှာပါတယ်ဆိုတော့စီးဘစ်ကြတော့တချို့ကြတော့ကိုယ့်ရဲ့ idea ကိုဟို disclose မလုပ်ချင်ဘူးเนาะဟိုအများတူငါကိုချောင်းမပြချင်ဘူးဒါပေမဲ့တူတူတိတ်တိတ်နဲ့ကိုကစဉ်းစားထားတဲ့ကိုရင်ခုံတဲ့ဈေးကိုတိဖြတ်တဲ့ဈေးကိုကိုယုံကြည်ချက်နဲ့ကိုရေးပြီးတော့မှဟိုထည့်ပြီးပြိုင်တဲ့စနစ်ဒီလိုပြောရင်ရပါစီဘစ်ကကျွန်တော် live competitive ကကြတော့ကုန်တယ်တွေစုဆောင်လူတွေကတချို့ကြတော့ဒီဘယ်လိုပြောမလဲဒီလူများအားလုံးရဲ့အများရဲ့ idea ကိုဟိုချိန်ဆပြီးတော့မှ compete လုပ်ချင်တယ်ဒါ trader ဆိုတာအများစုကတော့ကျွန်တော်တို့ရဲ့ကုန်တယ်လို့မဟုတ်ဒီ collector အများစုက public aware ဖြစ်တဲ့ဟာကိုပုံနစ်ချိုက်ကြတော့အဲ့တော့ဒီ live competitive ကလည်းဒါအများသူငါမှာပွင့်လင်းမြင်သာတဲ့ရှင်ပြိုင်မှုတစ်ခုပေါ့နော်အဲ့တော့သူလည်းဒီလောက်ပေးနိုင်တယ်ကိုလည်းဒီလောက်ပေးနိုင်တယ်အဲ့တော့ရှင်ပြိုင်မှုကပိုပြီးပွင့်လင်းမြင်သာတဲ့ energy ပါတယ် emotional လည်းပါတယ်
เนาะအဲ့တော့ရှင်ပြန်ခြင်းနဲ့ energy ထွက်လာတော့ခါကျတော့ဒီတကယ်ကြောင်းမြဲရင်နာတပွင့်ရဲ့true value ပေါ့စစ်မှန်တဲ့တန်ဖိုးတွေကလည်းအဲ့ချိန်မှာရှားပါတဲ့တန်ဖိုးတွေထွက်လာရှားပါတဲ့တန်ဖိုးရှားပါဆိုတာထိုက်တဲ့တန်နဲ့ပိုင်ဆိုင်နိုင်ဖို့တကယ် true owner တွေပေါ်လာဒီလိုပေါ့နော်ကမ္ဘာလီလန်ဈေးကွက်မှာလည်းဒီလိုပါပဲအဲ့တော့ဒီဟာလေးကပို့ပြီး transparency ရှိတယ်ပြီးတော့အများတို့ကမြင်ထားတဲ့အချိန်ကျတော့အော်ဒီကြောက်ဒီလောက်နဲ့တန်ကြီးပေးဝယ်ပါတယ်ဆိုတော့ publicize လုပ်ထားတဲ့ price တစ်ခုနဲ့ထိုက်တိုင်ပိုင်ဆိုင်ရတယ်ဆိုတာတူဝက်ပိုင်ဆိုင်ရတာထက်ဆိုတော့အများကြီးကုန်ရှိတယ်လူတိတွင်ရှားဖြစ်တဲ့အတွက်လည်းဒါဒီဈေးနှုန်းကြီးကဘယ်လိုပြောမလဲပွင့်လင်းမြင်သာပြီးတော့အော်ဒီလောက်ထိုက်ဒီလောက်တောင်တန်ကြီးရှိတဲ့ပစ္စည်းပါလားဆိုရင်ဒါကိုအများတူကတိတယ်ပေါ့နော်တယောက်တည်းတိတာတဲ့ဆိုင်public market ကတိထားတယ်ဆိုတော့အဲ့တန်ဖိုးကပိုတန်ဖိုးကြီးတာဒီရဲ့ live competitive ရဲ့အားတာချက်ကအဲ့ဒါရှိမှာပေါ့နော်အဲ့စနစ်နဲ့ပြီးရင်လူတွေကလည်း trade တွေကိုခဏပြောသလိုဒါချပြနိုင်တဲ့ဈေးနှုန်းပုံစံဖြစ်တဲ့အတွက်လည်း market ကိုတစုံတရာအကျိုးပြတဲ့ရလဒ်တစ်ခုဖြစ်မှာပေါ့နော်ဒီရွေချက်တွေနဲ့ကျွန်တော်တို့ကဒီ mega chain မှာဒါကိုseason ဆောင်ရွက်တာဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ကိုဒီ CBIT တွေရဲ့ live competitive တွေကိုကိုဘယ်ရက်ဒီမှာဘယ်လိုဖွင့်ဖောက်ပြီးတော့မှကျင်းပမှာလဲမသိဘူးဗျ။ August လ9ရက်နေ့10ရက်နေ့မှာ preview အနေနဲ့ကြောင်းမြတ်တွေကိုစိတ်ပါဝင်စားတဲ့ကုန်တယ်တွေစုဆောင်းလူတွေရင်းနှီးမြုံနှံလူတွေကလာရောက်ကြည့်ရှုလို့ရပါတယ်လေ့လာပြီးတော့9ရက်နေ့အဲ့မှာ CBIT ကတော့အဲ့နေ့မှာပဲကြည့်ပြီးကိုစိတ်ကြိုက်စေတခါလေးထည့်သွားလို့ရတာပေါ့နော်အဲ့တော့ဒီ live competitive ကတော့9ရက်နေ့မှာကျွန်တော်တို့စတင်ပြီးတော့လေ့လာဖြစ်မှာဖြစ်တယ်ပေါ့နော်အဲ့ကြတော့ဒါအဲ့နေ့ကျရင်တော့တက်ဆိုင်ရ lot number နဲ့စိတ်ပါဝင်စားတဲ့လူကပါဝင်လေ့လာဆွဲရမယ်လို့ဖြစ်ပါတယ်ဟုတ်ကဲ့ပါအခုလိုဒီချာလေးရှင်းပြပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့အခုပြောပြပေးရတာတော့ကျောင်းမြတ်လီလံပွဲအကြောင်းပဲဖြစ်ပါတယ်ခင်ဗျာအခုကျောင်းမြတ်လီလံပွဲမှာဒီကျောင်းမြတ်လီလံပွဲကျင်းပခြင်းကြောင့်ကျွန်တော်တို့ဒီကျောင်းမြတ်လောကသားတွေကဒီလီလံပွဲမှာအောင်မြင်သွားတဲ့ဈေးနှုန်းတွေကိုကိုးကားပြီးတော့အယောင်းဝယ်လုပ်လို့ရတယ်။တော့ဒီလီလံပွဲမှာဝယ်ယူလိုက်ရတဲ့သူအနေနဲ့လည်းဒီလေလံပွဲမှာထိုက်တန်ပေါ့နော်ရှင်ပြန်ပြီးတော့ဝယ်ယူနိုင်ပါတယ်ခင်ဗျာအဲ့တော့ဒီကျောင်းမြတ်လေလံပွဲကိုလည်းလာရောက်ကြည့်ရှုပြီးတော့မှဝယ်ယူအားပေးကြဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ